မိကိုဗီဇာကိစ္စဆိုလို့ပြောပြရအောင်မယ်ဟိုတနေ့ကတည်နေမှာတကယ်လေးเนาะအဲ့ဒီဂျပန်အမျိုးသမီးနဲ့ဟန်ဆောင်လက်ထပ်ပြီးတော့မှဒီမိကိုဗီဇာယူတယ်ယူပြီးတော့မှလောက်ပြီးအဲ့လိုနေကြတဲ့လူတွေမြန်မာလူမျိုးတွေတဲမှာလည်းရှိတယ်ပေါ့အဲ့ဒီစကားနဲ့ပတ်သက်ပြီးတော့မှကိုကြုံတွေ့ခဲ့ရအောင်ပြောပြရအောင်မယ်ဈေးသွားတာလွန်ခဲ့တဲ့2 ပတ်လောက်ကနေမယ်လွန်ခဲ့တဲ့2 ပတ်လောက်ကဈေးသွားတော့အဲ့ဒါလွန်ခဲ့တဲ့2 ပတ်တည်းမှာဟိုလွန်ခဲ့တဲ့3 နှစ်ကလည်းတစ်ခါကြုံဘူးတယ်ဒီရက်ပိုင်းမှာအရန်စိတ်လာတယ်လို့ပြောရမယ်နော်အဲ့ဒီတော့ကလည်းကိုကညင်းလိုက်တာပေါ့နော်ဘလို့အခုလည်းညင်းနေသေးပါပဲဘလို့မှမဖြစ်နိုင်ပြီးတော့အဲ့လိုမျိုးຢာတွေကကိုလည်းသဘောမကျအောင်လေနော်ဘလို့လဲဆိုတော့လမ်းသွားနဲ့အဲ့ဒီအန်တီတွေကနေပြီးတော့မှခဏလောက်အချိန်ရလာပေါ့နော်ချက်တဲ့ချိကန်တိုင်းကျုပ်တက်ကဘာညာလာမေးတော့ဘာများဖြစ်လို့လဲပေါ့သူတို့ကရီးစားရှိလားကိုလာမေးတယ်အိမ်အောင်ရှိလားလာမေးတယ်လွတ်လားဆိုတာလာမေးတယ်မေးပြီးတော့မှဘာပြောလဲဆိုလို့ရှိရင်ဒီဂျပန်လုပ်ငန်းရှင်တွေနဲ့လက်ထပ်ချင်လားပေါ့နော်အဲ့လိုမျိုးလာမေးပြီးတော့မှလုပ်မယ်ဆိုရင်လူကောင်းရှိတယ်စိတ်ချရတဲ့အာမခံတယ်ပေါ့စိတ်ချရတယ်လို့ပြောရင်သူတို့ကိုလည်းကိုမသိဘူးလေနော်အဲ့ဒီအဖွာအဲ့ဒီအန်တီကိုလည်းကိုမသိဘူးဘယ်သူပဲဝါဆိုလည်းမသိဘဲနဲ့သူတို့ကစိတ်ချရပါတယ်တတိဖြစ်ပါကြောင်းဘာညာဆိုအဲ့နဲ့လွန်ခဲ့တဲ့3 နှစ်လောက်တော့တငယ်ချင်းတယောက်နဲ့အဲ့ဒီဟိုဘက်ရက်ကွက်လို့ပြောမှာပေါ့အဲ့ရက်ကွက်သွားရင်းနဲ့တွေ့တော့ကိုတွေကလည်းမဟာလို့အချိန်ညင်းလိုက်တယ်ပေါ့ဒီတစ်ခေါက်ကြာတာဘာလဲဆိုတော့ကိုကအရင်ဆက်စုကျင်သွားတာခုနောက်ပိုင်းဘယ်လိုလုပ်လာလဲဆိုတော့မြန်မာမင်းကလေးတွေကြားထဲမှာပေါ့နော်မြန်မာမင်းကလေးတွေကြားထဲမှာကောနောက်ယောက်ျားလေးတွေကြားထဲမှာရောဒီဂျပန်အမျိုးသမီးနဲ့လက်ထပ်တာတွေဂျပန်ယောက်ျားနဲ့လက်ထပ်ပြီးတော့မှဟန်ဆောင်လက်ထပ်တယ်ပေါ့နော်ဟန်ဆောင်လက်ထပ်ပြီးတော့မှပြီးတော့မှအဲ့လိုပေါ့နော်သူနဲ့ကိုနဲ့တရားဝင်ကွာရှင်းပြီးတော့မှကိုဗီဇာနဲ့ကိုအလုပ်ပြန်လုပ်အဲ့လိုမျိုးတွေရှိတယ်အဲ့ခါကျတော့ဒီအမျိုးသမီးနဲ့လက်ထပ်နေတဲ့အချိန်မှာဒီမျိုးသမီးကိုတစ်လဘလောက်ဆိုပြီးတောက်လျှောက်ပေးနေရနော်သူနဲ့လုံးဝဒီကွာရှင်းကြောင်းလက်မှတ်ထိုးပြီးပြက်ဆဲသွားပြီဆိုတဲ့အချိန်ကျမှလုံးဝရည်တည်ပြတ်သွားပြီပေါ့မဆိုင်တော့ဘူးပေါ့အဲ့ကြလို့ရှင်ပေးရမလို့ဆိုတဲ့အနေထားပေါ့ပြောပြကိုကအဲ့ဒါနဲ့လွန်ခဲ့တဲ့2 ပတ်လောက်ကဈေးသွားရင်းနဲ့အဲ့ဒီအန်တီကလာပြီးမေးတော့အရန်ဆက်စုကျင်တာရယ်ပြီးတော့ပြန်ပြီးပြောပြကျင်တာကြောင့်ကိုကမေးလိုက်တာရတယ်အချိန်ဘယ်လောက်ယူမှလဲမေးလိုက်တယ်သူကလည်းအတိအကျပဲတနာရီဆိုတနာရီပဲမပိုဘူးပေါ့နော်ဒါပေမဲ့အဲ့တနာရီစာအတွက်သူကကိုယ်ပတ်စံပေးမယ်ပြီးတော့မုံလဲလိုက်ကြွေးမယ်စကားလဲပြောနေနေဆိုတော့အဲ့နဲ့ကိုပြောလိုက်ပါတယ်ပတ်စံမယူဘူးတိကျင်လို့နှစ်ယောက်သားစကားတွေပြောပြီးထိုင်ပြီးတော့မှဘလို့ဖြစ်လာလဲဆိုတော့ဓာတ်ပုံနေနဲ့အဲ့ဒီဘက်ကလူတွေရဲ့အချက်လက်တွေနဲ့မသိတကယ်ပွဲစားတဲ့ရောက်သွားတယ်လို့ပဲကိုယ်စိတ်ကြရွေးအောင်မယ်ဘလို့လူမျိုးတွေလဲဆိုလို့ရှိရင်တချို့အိမ်နောင်ခွဲတွေရှိတယ်တချို့ကျတော့လည်းအထီးကျန်ပြီးတော့လူငယ်တွေထဲမှာလည်းရှိတယ်အထီးကျန်ပြီးတော့မှမိမရှိဖမရှိတကောင်ကြွက်တွေပေါ့နော်အဲ့လိုမျိုးရယ်မုတ်ဆိုးဘိုတွေရယ်တချို့ကျတော့ဒီဘယ်လိုပြောမလဲအသက်ကတော့ကြီးနေပြီအိမ်အောင်အမျိုးသမီးနဲ့ကွဲနေတာသမီးမိန်းမလည်းရှိရခလေးလည်းရှိတယ်ကွဲနေအဲ့လိုဟာကြီးလည်းရှိတယ်ပေါ့နော်တချို့ကျတော့လည်းမကွဲတရားဝင်လက်မှတ်ထိုးပြီးကွဲနေရမဟုတ်ဘူးဒါမဲ့ဒီတိုင်းပဲကွဲနေတဲ့လူတွေရှိတယ်ပေါ့အဲ့ဒါတွဲဖို့ပေါ့ပြောမယ်ဆိုလို့ရှိရင်ကွာတို့မြန်မာပြည်လို့ဆိုစပွန်ဆာပုံစံမျိုးပေါ့ရှိတယ်ဂျပန်ပြည်ထဲမှာလည်းကိုလည်းဆက်စုပြီးမေးကြည့်ခဲ့အသက်ကလည်းအသက်အပိုင်းခြားတွေကဘယ်ဟာစလဲဆိုရင်တချို့လူငယ်တွေကြတော့အဲ့လိုအဲ့လူငယ်တွေထဲမှာအိမ်နာမကြသေးတဲ့လူငယ်တွေဘယ်လိုလူမျိုးတွေလဲဆိုတော့နည်းနည်းတခန်းလို့နေရလားနည်းနည်းဘယ်လိုလဲနည်းနည်းကြောင်းတောင်းနေအဲ့လိုမျိုးကြီးပါမယ်ထင်တယ်တို့ရဲ့ပုံစံတွေကြီးတဲ့အရာပေါ့နော်ပြီးတော့ကျန်တဲ့လူတွေကြတချို့လုပ်ငန်းရှင်တွေရှိတယ်တချို့လုပ်ငန်းရှင်တွေဆိုအရင်မြန်မာပြည်လိုအကြီးလို့ထင်နေမှာဆိုအဲ့လိုမဟုတ်တို့ဂျပန်မှာကြတော့ဘာလုပ်ငန်းအောင်ပဲလုပ်လို့တို့လုပ်ငန်းရှင်လို့တတ်မှတ်လိုက်တယ်အဲ့လိုလူမျိုးတွေရှိတယ်ကိုပိုင်ဆိုင်ဖွင့်ထားတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကြည်လဲဆက်ဆူလိုက်တာပေါ့ကိုယ့်ရဲ့ဆက်သွယ်ရမယ့်အရာကိုတောင်းတဲ့ခါကျတော့ကိုကမပေးခဲ့ဘူးအဲ့ဆိုလာပြီးတကြီးနဲ့ဆက်သွယ်နေမှာဆိုလို့လေနော်ကိုကလောလောဆယ်တော့ငါကဒါကိုသိကျင်တာဖြစ်တဲ့ဒီလောက်လေးပဲပေါ့ဒါပေမဲ့ငါကစိတ်ဝင်စားတယ်ဆိုတော့နင့်ကိုဆက်သွယ်လိုက်မယ်နင့်ရဲ့ဆက်သွယ်ရမယ့်အရာကိုပေးဆိုပြီးမှသူ့ရဲ့လိပ်စာတော့မပေးလိုက်ဘူးသူကသိလားသူ့ရဲ့ဖုန်းနံပါတ်ပေးလိုက်တယ်ပေါ့နော်သူရဲ့ဒီ
ဒီ line ရဲ့ application ဟိုပါတော့ဒီလိုကပ်ပြားလေးနဲ့ကပ်ပြားနဲ့သူ့ရဲ့ဖုန်းနံပါတ်နဲ့အဲ့ဒါစကန်ဖတ်ပြီးတော့ယူဆိုပြီးအဲ့ဒါနေနဲ့ငါးဘက်ကနေဆက်သွယ်လိုက်နင်းဘက်ကနေမဆက်သွယ်နေပေါ့သူကမဆိုလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံရဲ့ကိုယ့်ရဲ့အချက်လက်တွေသူကတောင်းတယ်ကွာမပေးနိုင်ဘူးကိုကမပေးဘူးပေါ့နော်ငါးဘက်ကစိတ်ပါလာတာမျိုးလို့စိတ်ဝင်စားတဲ့အခါကျရင်ဆက်သွယ်လိုက်မယ်ဆိုပြီးသူ့စီရပဲကိုယ်ယူလိုက်ခဲ့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆက်စုခဲ့တဲ့အကြောင်းပြောပြတာဂျပန်မှာအဲ့လိုရှိတယ်